ကိုကြီးကျမနဲ့ပတ်စံနဲ့ဘယ်ဟာပြည့်စုံလဲ ဟာပတ်စံပြည့်စုံတာဗောပတ်စံအရာရာအကုန်ပြည့်စုံတယ်လေ ဒါကျမကိုရှင်ကမပြည့်စုံလို့ပြောတာလား အေးနင်ကဘာတန်ကြီးရှိလို့လဲဘာပြည့်စုံလို့လဲ ရှင်ကကြားလေးကြားဝါမှာခမ်းမှန်းတည်တယ်သွား ဖိုက်ကြီးကဘာဖြစ်တာလဲခါမိရလား ဒီပိုက်လား အေး ခိုင်းမိဘူး ဘာဖြစ်တာလဲအမရောင်းနေလို့ ရောင်ရမဟုတ်ဘူးဒါလူလောက်ခံရလူလောက်တော့လားညီမလေးညီမလေးအုံးစီကသပင်ပြုတ်လို့မပြုတ်ဘူးနော် ဘယ်ကအုံးစီလဲကိုကြီးอ่ะ ဟောဟဲ့မှန်တင်ခုံပေါ်မှာတင်ထားတဲ့အုံးစီလေ ဟာတော်ပြီအဲ့ဒါအုံးစီမှမဟုတ်တာ ဟမ်အုံးစီမဟုတ်တော့ဘာကြီးတော့ ကိုကြီးကစာအုပ်လေးတီချာမဖတ်ကြည့်လားမသိ ဖက်ကြည့်ရလေငါဘာသာမပြန်တတ်ဘူး PH ဘာဆိုလားမသိဘူး ဒါလို့ အလုံးအင်တာဗျူးလေးလာဖြစ်ရပါရှင် ဟောအေးခိုင်းတာ ။ဦးကကုမ္ပဏီပိုင်ရှင်လားမန်နေဂျာလား ပိုင်ရှင်ပါကွ ။ဒီကုမ္ပဏီကတူးရဲပိုင်လားအများပိုင်လား တူရဲ့ပိုင်တာ ။ဒါနဲ့ကျောက်မြတ်ကုမ္ပဏီဆိုတော့ဦးကမိုးကုတ်သားလား ဟုတ်ပါမိုးကုတ်တာ ။အခုလုပ်ငန်းအမြတ်ငွေရောတော်တော်ရပြီလား အဲမစိုးပါဘူးတော်တော်များတော့စိုးပြီ ။ဒါနဲ့နောက်ပြီးတော့ အဲနေကောင်အခုအင်တာဗျူးကနင်ကဗျူးမှလားငါကဗျူးရမှာ sorry နော်ဆရာရဲ့ကျမကောင်လေးကိုစစ်ဆေးနေကြဆိုတော့ရောင်းသွားလို့ပါ မိန်းမဆိုဘယ်မိန်းမမှမကောင်း ကိုအောင်ကြီး ငါမိန်းမလေးကလွဲရင်လို့ပြောတာ ကိုစိန်ကစနိုးကွန်းကိုချစ်တယ်လို့ပြောတာလေအဲ့အဖြေလာတောင်းတာအကြာကြီးမဆောင်နိုင်လို့အခုပြီနော် ကိုစိန်သားရဲ့စတိုးကမိမသားပါမိမသားတယောက်ဟာယောက်ျားလေးတယောက်ကချစ်စကားပြောလို့ရှိရင်၃နှစ်၃မို့အချိန်ယူပြီးတော့စဉ်းစားရတယ်လို့အမေကမှာထားတယ်အဲ့ဒါမှမင်းမကောင်းပြတာလားတဲ့ချစ်တယ် ၃နှစ်ကလည်းမြန်တာ ကြာရင်စောင့်နေမအောင်မယူဘူးလား ဖိုက်你ညကြမဝအောင်နော် တော်ရလဲကျုပ်ကတော့နည်းနည်းအောင်မှာပေါ့ အာ你ညကြမဝနဲ့ဆို မရဘူးနည်းနည်းတော့အတန်ထွက်မှာပဲ အာဒီမိမဘာကြီးပြောနေရလဲမသိဘူးညကြရင်နေ Happy New Year မဝနဲ့လို့ပြောတာ မင်းအကျင့်ခံမလားဒါမှမဟုတ်မင်းအကျင့်ခံမလား ဟဲ့ရရှင်မရင်းကြခင်မလားပတ်စံမင်းလားပြော ဟုတ်မင်းအကျင့်ခံမလားပတ်စံပေးမလားပြော ပတ်စံလေးဟိုပြန်ဆိုင်ခတ်တယ်ဟိုမရင်းမဲစစ်ခံလိုက်ရင် နောက်ကကောင်မကြီးကကြိုက်တဲ့ကောင်မအောင်ရွှေကြိုက်ရင်နေမကြိုက်ချင်လည်းလာလန်းတိုင်းပြန် ခမည်းဗျာဒီလုံးလှုပ်ရှားနေပြီးတော့ဒီလောက်တော့အပေါက်ဆိုးလိုက်ဒါဆိုရင်လည်းခမည်းနဲ့ကျုပ်အတူဝင်လိုက်ကြရအောင်အဲ့ဒါမှခမည်းပါစက်ပေါက်လေးပိတ်သွားမှာဟဲ့ တိုက်ဆုံးညင်နေစားရှင်ကငါပါစက်ပေါက်ကိုပိတ်စေချင်တယ်ခေါင်းကိုလာကင်နေဆိုတော့ရှူးတော်သွား ချစ်လေး ဟမ်ချစ်တယ်လို့မခေါ်နဲ့အဲ့ဒါအရင်ကောင်လေးခေါ်ထားတာ အဲ့ဒါတဲလေး အာတဲလေးလက်ခေါ်လို့မရဘူးတဲလေးကကြတော့မောင်လေးကခေါ်ထားတာ အဲ့ဒါကလေးလေး ဟိုကလေးလေးလည်းခေါ်လို့မရဘူးကလေးလေးကကြတော့ကိုကြီးကခေါ်ထားတာ ပူတူတူလေး ဟိုပူတူတူလေးလည်းမရဘူးပူတူတူလေးကကြဦးကခေါ်ထားတာ ရောင်းစားမရဲ့နေဟာလည်းများလိုက်လား အော်ဟုတ်တယ်အဲ့နာမည်လေးမဆိုအဲ့နာမည်ဘယ်သူမှမခေါ်သေးဘူး ဝမ်းသာတာလိုက်တော့ရေ 哎呦我的妈！ ရှင်ကျမနဲ့မရငယ်တော့ကတနေကုန်ဆိုင်ပြီးစိမ့်စိမ့်ကြည့်ဆိုတဲ့တခြင်းလေးဆိုပြပါ ဟာငါအတချင်းမရတော့ဘူး မရရတဲ့တခြင်းဆိုပြ ကားမာပြီမေရဲ့ ဟာ 哎呦我的妈！ ဟဲ့ဒီမှာ အေးဗျာ ငါ့ကိုကောင်းမလေးတယောက်လောက်ချပေးစမ်းပါ နေရဘလို့ပုံစံရိုးကြိုက်တယ် နင်းလို့ရုပ်ချောရမယ်ပြီးလို့ရှိရင်နင်းလို့ဘော်ကြီးဆက်ချာဆက်စီဖြစ်ရမယ်ပြီးလို့ရှိရင်အရက်ကလည်းနင်းလောက်ပဲအနေတော်ဖြစ်ရမယ် ဟာနေရလဲဟာ အတိကနင်းမဟုတ်ရင်ပြီးတာပဲ အမြန်ငါနဲ့လာနိုင်ပြောနေပြီမရှာပေးဘူး 哎呦我的妈！
တွေးထွက်လာရင်ပြောတော့မကြောက်နဲ့ ဟုတ် ဒါပထမဆုံးလား အရန်နာနေရင်ပြောနော် ဟုတ် အဲ့ဒါဆိုထိုးပြီနော် ဝင်းနေမို့လို့တွေးလာလူတာလေမဒိန်ရုံနဲ့တပ်ပတိပြောနေလား ဦးစင်းဘယ်လောက်ရှိလဲအမကြီးရဲ့လက်ဦးကဒီအချိန်မရောင်းနဲ့မောင်းလိုက်မကောင်းဘူးဘာလို့ဆိုတော့စောင်းသွင်းပတ်ချင်လက်ဦးရောင်းရင်လေအချိန်မကောင်းဘူးတဲ့အချိန်မစည်းဘူးအေးကောင်းမရဘူးဘာလို့လဲလက်ဦးကိုပြိုးထောင်တာအရင်ဆုံးစောင်းသွင်းပတ်မှာလက်ဦးရောင်းရင်ဒီလက်ဦးလေးကလေကျုပ်ပြီးအထဲဝင်ညာလေလက်ဦးကိုကြည့်လိုက်လို့ရှိရင်တသေးလေးဆိုရင်ဒီဈေးကောင်းမရဘူးလေတော့စောင်းသွင်းတော့လောက်မှာလက်ဦးကိုပြိုးထောင်တာနော်နေဘက်ရောက်မှရောက်နေဘက်ရောက်တော့ပူတယ်လေပူတော့လက်ဦးကတွဲကြမယ်လေတွဲလေးနဲ့ရောက်အချိန်လဲစီးတယ်ဥလဲကြီးတယ်အော်မရောက်ကွက်ကြည့်တယ်